Okay, okay. ဒီမှာကျွန်တော်ပြောချင်တာကဒီချိန်မှာခေါင်းနေရပါတော့။အနည်းကကျွန်တော်ပြောခဲ့တယ်၅ဘိတ်ပေါ့နော်။ဟုတ်တယ်ဒီမှာ39ခုနှစ်2009ခုနှစ်ပေါ့နော်။2009ခုနှစ်မှာ2009ခုနှစ်21ချိန်မှာ986ဆိုပြီးရှိရနော်။အဲဒီကျတော့21ချိန်မှာ986ဆိုပြီးရှိရယ်။2009ခုနှစ်မှာ21ချိန်မှာ481ဆိုပြီးရှိရယ်။နော်ဒီမှာ2005ခုနှစ်မှာ21ချိန်မှာအားတရှိဆိုပြီးရှိတယ်နော်အားတရှိဆိုပြီးရှိတဲ့ချိန်မှာကျွန်တော်တို့8နော်ဒီမှာ986ထွက်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ986ပဲချိန်မှာထွက်ထားတယ်လဲဆိုကျွန်တော်ကြည့်တော့ဒီမှာ73ခုနှစ်ချာမှာ2005ခုနှစ်ရဲ့73ခုနှစ်ချာမှာဆိုတော့986ကနေ73ခုချလိုက်ချာ73ခုချလိုက်တော့95ခုရောက်သွားလိမ့်မယ်95ခု17ချိန်မှာကျွန်တော်698ဆိုပြီးထွက်ထားတယ်အဲဒါဆိုတော့ကျွန်တော်တို့986เนาะ986ဆိုပြီးထွက်ထားတယ်เนาะ986ကဘယ်လိုထွက်ထားတာလဲဘယ်လိုထွက်ထားတာလဲဆိုတော့ကျွန်တော်တို့986ထွက်တဲ့ပုံစံကိုကြည့်လိုက်တော့ကျွန်တော်698က17ချိန်မှာထွက်ခဲ့တော့ဒီမှာ10ချိန်မှာထွက်ထားတော့95ခုမှာအဲ့မှာကြည့်တော့ကျွန်တော်6.5ထွက်ထားတယ်17ချိန်မှာ698ထွက်ထားတယ်12ချိန်မှာ9.3ထွက်ထားတယ်เนาะ9.3အဲ့မှာ10ချိန်17ချိန်12ချိန်မှာဆိုရင်190ဆိုပြီးတော့လေထောင်နဲ့ထွက်တယ်။ထောင်နဲ့ထွက်တော့ကြတော့9.3ဆိုပြီးထွက်ထားတယ်။9.3ပေါ့နော်။9.3ဆိုပြီးထွက်ထားတယ်။ Okay ကျွန်တော်တို့ခုချိန်ဘယ်လိုလာမလဲပေါ့နော်။ Okay အဲ့မှာဆိုရင်ကျွန်တော်စောနာအတိုင်းပဲဒီမှာ26ခု2026ခုချိန်ပေါ့နော်။6ချိန်မှာပါလို့ပေါ့နော်။ Okay အဲ့မှာကျွန်တော်တို့ဒီ24 6ချိန်မှာ481ဟုတ်တယ်မလား22ခု6ချိန်မှာ6.8ဆိုပြီးထွက်လိုက်တယ်အဲ့မှာ481เนาะဒါဒီပုံစံတိုင်းပါနော်โอเคနိုင်ပါကြည့်လို့ရအောင်ဒီမှာ481ဒီမှာ698ပေါ့နော်ဟောလည်း4โอเคအဲ့တိုင်းပဲကျွန်တော်ကဒီမှာလဲဒီချိန်မှာတော့698ဘယ်လိုထွက်ခဲ့လဲဆိုတော့10ချိန်12ချိန်12ချိန်ထောင်ဒီထောင်ဒီထွက်တဲ့ချိန်မဟုတ်ကွာเนาะထွက်ခဲ့တယ်โอเคကျွန်တော်တို့ဒီချိန်မှာလဲကြည့်လိုက်တဲ့ချိန်ကျွန်တော်12ချိန်13ချိန်14ချိန်မှာ12ချိန်မှာကျွန်တော်မဟုတ်ဒီမှာ900ထွက်တယ်13ချိန်မှာ395ထွက်တယ်14ချိန်မှာ990ထွက်တယ်အဲ့မှာဆိုရင်ကျွန်တော်တို့ဆောနာဒီလိုမှန်းဆိုရင်931ဆိုပြီးထွက်တာနော်931ပေါ့ကွာโอเคဒီချိန်မှာဆိုကျွန်တော်တို့ကြည့်လိုက်တဲ့ချိန်ဆိုတော့ဒီမှာ990ထွက်ထားတယ်နော်အဲ့မှာ395ဆိုကျွန်တော်တို့ဒီမှာ986ဆိုပြီးထွက်ခဲ့တာနော်986ဆိုပြီးထွက်ခဲ့ဘယ်လိုထွက်တာဆို986အဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာကျတော့933ပေါ့နော်900ပေါ့နော်900တဝက်နော်ဒါနောက်တစ်ခုကအဲ့ဒီချိန်လေးမှာပဲထွက်တာရှိတဲ့အတွက်14ချိန်မှာ990ဆိုပြီးထွက်ထားတယ်15ချိန်မှာ800လို့ပြီးထွက်ထားတယ်နောက်ကြ16ချိန်မှာ990ဆိုပြီးထွက်ထားတယ်နော်အားကြောင့်လို့ကျွန်တော်ဒီမှာလဲတူနေတာပေါ့နော်ခွန်9ဆိုပြီးတော့9ဆိုပြီးတော့လှည့်ထွက်ထားတယ်အားကြောင့်လို့ဘောမှာ800ဆိုပြီးတော့ထွက်ထားတယ်အားကြောင့်မလို့ကျွန်တော်ပြောချင်တာ800နဲ့ခွန်8ပေါ့နော်
ထုံးတဲ့ပုံစံတိုင်းဆို9.8နဲ့ဒီမှာဒီပေါ်က900ဒီချိန်မှာထွက်နိုင်တယ်9.8နဲ့900ဒါကျွန်တော်ကြိုက်တာ900အားပဲပေါ့နော်နောက်တစ်ခုကျွန်တော်တို့စဉ်းစားလွယ်လေးစဉ်းစားမယ်ဆိုရင်ဖြစ်နိုင်တာပေါ့နော်ဒီမှာ22ခုမှာကျွန်တော်တို့6ချိန်မှာ6တိရှိเนาะဒါမျိုးခဲ့ပြီလားပါ24ချိန်မှာကျွန်တော်တို့လို့4ရှိတယ်ဒီမှာ26ချိန်မှာဘာထွက်မှာလဲဆိုတော့ကျွန်တော်ဒီပုံစံနဲ့တွက်ကြည့်လိုက်မယ်ဒီရှိတွက်ကြည့်လိုက်မယ်6 4နှစ်ရှိတယ်လားတဝန်းကြိုက်တယ်လို့ဆိုရင်နောက်နှစ်ရှိတယ်ကိုထိုးတာအဆင်ပြေတယ်တဝန်းကြိုက်တယ်လို့ပေါ့နော်တကယ်လို့ကျွန်တော်ပြောလို့ဒီဟာမှကြိုက်တယ်ဆိုရင်တော့ကျွန်တော်ပြောလို့9.8နဲ့900ဘာကြောင့်ထွက်နိုင်လဲလို့ပြောရရင်ဒီမှာ900 3.9ထွက်တာတော့မလို့ဒီမှာ3.5တော့ညာဆိုတော့စက်တိုင်းမြန်ထွက်နေမလားပြောရရှိရပါလေနော်ထွက်ခဲ့ပေါ့ဒါပေမဲ့ကျွန်တော်နောက်တစ်ခုရှိရရနောက်တစ်ခုကနောက်တစ်ခုဒီမှာကျွန်တော်တို့96ခု99ခုနော်96ခုမှာကျွန်တော်တို့73ချိန်မှာ68ခုဆိုပြီးထွက်ထားတယ်68ခုထွက်ထားနော်96အဲ့မှာ69ချိန်မှာ69ခုမှာ2ချိန်မှာတစ်ချိန်မှာ69ခု2ချိန်မှာ9နဲ့ဆိုထွက်ထားတယ်2026မှာ9ခုဆိုပြီးတော့တစ်ချိန်မှာထွက်ထားတယ်ဟုတ်တော့မလားဒီကထွက်ထားတယ်6ချိန်မှာ6နေကိုဆိုပြီးတော့ထွက်ထားတယ်ည69ခုမှာနောက်ကြတော့ကျွန်တော်22ချိန်မှာတော့တွေ့တာဘာတော့တွေ့တော့ဆိုတော့55ကိုဆိုပြီးတော့တွေ့တယ်တော့တွေ့တော့ကျွန်တော်တို့3.9ဆိုတော့19ပေါ့နော်ထွက်ခဲ့တာ2026မှာ3.9 5ချိန်မှာကျွန်တော်တို့9ပဲထွက်ခဲ့တာ9ပဲကျွန်တော်လိုက်ကြည့်လိုက်ချိန်23ချိန်ပေါ့နော်69ခုနဲ့2023ချိန်မှာကျွန်တော်မိနစ်40ဆိုပြီးတွေ့တယ်ဒါတော့9ပဲနဲ့လိုက်တာပါနော်ဒီ68ခုနဲ့68ခုကဒီ6ချိန်ရှိမှရှိတာ2026မှာအားကြောင့်မို့ကျွန်တော်ကနားမလည်ကြောင်းလို့ဆိုမှဒီမှာကျွန်တော်တို့6ချိန်ရှိမှ68ခုပေါ့နော်68ခုရှိတယ်โอเค68ခုရှိရဆိုတော့ကျွန်တော်240ကနေတောင်းဆုံးသွားလိုက်နော်ကျွန်တော်23ချိန်တောင်းဆုံးနေသွားလိုက်တော့တောင်းဆုံးတော့9.8ဆိုပြီးရှိတယ်9.8ဆိုပြီးရှိလိုက်တော့ကျွန်တော်9.8ရမှာ9.8က96ခုမှရှိတာအဲ့မှာ9.8ကနေ9.8အပေါ်ကွက်ကအလေကွက်9.8က96ခုနော်9.8က96ခုအဲ့မှာ96ခုပြီးတော့ဒီမှာကျွန်တော်တို့20ချိန်မှာကျွန်တော်တို့3.8တုံးဆိုပြီးတွေ့လိုက်တယ်နောက်ကျ95ခု22ချိန်မှာ4.6ဆိုပြီးတွေ့လိုက်တယ်အဲ့မှာ69ခုမှာ2.3ဆိုပြီးတွေ့တယ်
ဟုတ်ပြီကျွန်တော်ပြောချင်တာဒီမှာ23မှာ240ဆိုပြီး959ရောင်းမှာထွက်တာလေအဲ့မှာကျွန်တော်ဘယ်လိုထွက်ထားတာလဲဆိုကျွန်တော်95ခုက22ကျင်မှာ4ထိပ်နဲ့ထွက်တယ်96ခုနှစ်မှာတောင်ညထိပ်နဲ့ထွက်တယ်98ခုနှစ်မှာ2ထိပ်နဲ့ထွက်တယ်အဲ့မှာ4တုံညနေဆိုရင်ဒီမှာ4ဒီမှာတောင်ညဒီမှာ2 4တုံညနေဆိုပြီးထွက်တယ်ကျွန်တော်240ဆိုကျွန်တော်တို့4တုံညပေါ့နော်4တုံည4တုံည4တုံညဆိုတော့ကျွန်တော်ပြောချင်တာကဒီ2026ခုနှစ်ပေါ့နော်အဲ့မှာအမြင်မှကြောက်ဟုတ်ပါဘူး24ကျင်မှာ24ကျင်5ကျင်မှာ6နှစ်6ဆိုပြီးထွက်တယ်25ကျင်က4ကျင်မှာ894ဆိုပြီးထွက်တယ်နော်26ကျင်က3ကျင်မှာ963ဆိုပြီးထွက်တယ်စီနီယံနဲ့တော့မှဆိုရင်တော့ကျွန်တော်ပြောချင်တာက24ခုဆိုရင်5ကျင်6နှစ်6 25ခုက8944ကျင်ပေါ့နော်ဒါတောင်းတော့26ကျင်က963ဒါကြတော့3ကျင်ဟောအဲ့ဒါရင်တောင်းလုံးပါလေဒီမှာလေတောင်းလုံးသွားတယ်အဲ့ဆိုတော့ကျွန်တော်ဒါရှိဦးဒီ6ခွန်ပိုင်းမပြတော့ကြာလို့အဲ့မှာကျွန်တော်ဒီပုံစံနဲ့ထွက်မှာဆို240เนาะ240ဆိုတော့ကျွန်တော်တို့ကဒီမှာ568ပေါ့เนาะ568ဒါကြိုက်မှာเนาะတကယ်လို့ဒီဘက်ထိုးမယ်ဆိုရင်ကျွန်တော်တို့လို့ဒါလေးတော့နည်းနည်းလောက်ညံထုတ်ဖို့ရပြောတာပါเนาะဒီလာတောင်းလို့စိတ်ချောက်တော့ဆိုရင်ကိုရှိမရှိတော့တော့ထိုးကြံထိုးเนาะဒီပဲဒီဟောကြတော့568ခွန်ရှိရလို့900ရှိတယ်568ဟုတ်ကျေးဇူးပါ